မင်္ဂလာပါရှင် Winecast Channel လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်တငယ်ချင်းတို့အိမ်ပြန်ရောက်ကြပြီလားတနေ့တာလုံးကိုတောင်းဝင်ကြည်ကြည်နဲ့ဖြတ်တန်းခဲ့ပြီးပြီပေါ့ဖြတ်တန်းခြင်းချင်းမဖြတ်တန်းခြင်းချင်းအကောင်းဆုံးနဲ့အတက်နိုင်ဆုံးဖြတ်တန်းခဲ့ပြီးပြီဖြစ်လို့ကိုကျေးဇူးတင်တဲ့အကြောင်းကောင်းကောင်းလုပ်နိုင်တဲ့အကြောင်းပြန်ပြီးတော့ချီးမွမ်းပေးအောင်နော်အခုတော့အိမ်လေးရောက်ပြီဆိုတော့အရင်ဆုံးတနေ့တာလုံးပင်ပန်းလာတဲ့ခန္ဓာကိုယ်လေးနဲ့စိတ်ကိုခဏတာလေးအနားပေးလိုက်ပါအောင်ရေအေးလေးတစ်ခွက်လောက်တော့အနောက်မှာရောထမင်းစပွဲပေါ်မှာမင်းကြိုက်တဲ့ဘာဟင်းတွေရှိမလဲလို့တွားကြည့်လိုက်အောင်ဖိုက်ခေါ်စာနေပြီမလားပြီးကြရင်ပဒင်းပေါက်ကနေဖြစ်ဖြစ်ဝရဏာလေးကနေဖြစ်ဖြစ်အပြင်ကလက်ဆက်တဲ့လေနုအေးလေးကိုအားပါတရရှုသွင်းလိုက်ပါအောင်ဒီနေ့အတွက်ကိုကြော်နော်ဘလို့ပဲဖြတ်တန်းခဲ့ဝိုင်တို့တနေ့တာတော့အကောင်းဆုံးဖြတ်တန်းခဲ့ပြီးပြီပဲလေကဲဝိုင်တငယ်ချင်းလေးဒီနေ့ကိုပျော်ရွှင်စွာနဲ့ဖြတ်တန်းလာတဲ့ဟုတ်မော်လင်းကလေးကပေါ်ပါတဲ့စိတ်နဲ့နှုတ်ထလာပြီးတော့ကိုယ့်ရဲ့တနေ့တာကိုအပြုံးနဲ့ကြိုဆိုခဲ့တော့မင်းရဲ့တနေ့လုံးလည်းပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းနိုင်နေတာပေါ့ဝိုင်းတငယ်ချင်းလေးကအကောင်းမြင်သမားလေးဆိုတော့ဘယ်အရာကမှမင်းကိုနာကျင်အောင်ရက်တန့်သွားအောင်လုပ်နိုင်မှာမဟုတ်ဘူးဆိုတာဝိုင်းရသိတာပေါ့အခုလေဝိုင်းပေါ့ကတ်လေးကိုနားထောင်ပြီးတော့ပြုံးနေတယ်မလားဒီညချမ်းလေးကမင်းရဲ့ပျော်ရွှင်မှုတွေကိုပို့ပြီးအေးချမ်းပါစေလို့လဲဝိုင်းရဆုတောင်းပေးတယ်နော်တနေ့တာလုံးကိုတောင်းဝင်အကျေဆုံးအကောင်းဆုံးဖြတ်ကျော်ခဲ့ပြီးတော့အဲ့ဒါနဲ့ထိုက်တဲ့ပျော်ရွှင်မှုကိုလည်းစိတ်အေးလက်အေးနဲ့ထပ်ပြီးတော့ခံစားအောင်နော်အလုပ်တွေလည်းအဆင်ပြေခဲ့တယ်မလားကိုလုံးရမယ့်အလုပ်တွေကိုအကောင်းမွန်ဆုံးကြိုးစားခဲ့ပြီးတော့လုပ်ဖို့ကိုင်းဘက်တွေနဲ့လည်းအဆင်ပြေပြေရှိခဲ့တယ်ဟုတ်ကိုညီနိုင်တာတွေကိုလည်းတက်နိုင်သမျှကိုညီခဲ့တော့ဝိုင်းတငယ်ချင်းလေးကလူကောင်းလေးပါလားနော်တခြားသူတွေနဲ့ပြောဆိုဆက်ဆံမှုတွေလည်းအောင်မြင်ခဲ့တယ်မလားမင်းကကိုညီတက်ပြီးတော့လူတိုင်းနဲ့လာရောညီထွေဖြစ်အောင်နေတတ်တော့မင်းပတ်ဝန်းကျင်မှာမင်းကချစ်စရာကောင်းတဲ့သူတစ်ယောက်ဖြစ်နေရောလေပြောပါအောင်တငယ်ချင်းတွေနဲ့ရောဘာအကြောင်းတွေပြောဖြစ်ခဲ့ကြလဲအားတဲ့အချိန်မှာတွေ့ပြီးတော့မဟုတ်တူစားဖို့တွေရုပ်ရှင်လေးဘာလေးကြည့်ပြီးရှောင်းလည်ကြဖို့တွေချိန်ထားကြရဲ့လားတငယ်ချင်းတွေဆိုတာအကောင်းဆုံးရင်ဖွင့်ပေါ်တွေဆိုတော့သူတို့နဲ့လည်းကောင်းကောင်းအချိန်ပေးပြီးတော့ဖြတ်တန်းရမယ်နော်ကောင်းတဲ့အချိန်ဖြစ်ဖြစ်ဆိုးတဲ့အချိန်ဖြစ်ဖြစ်ကိုယ့်ဘေးမှာရှိနေတာသူတို့ပဲလေအခုလေ White Podcast ကိုနားထောင်ပြီးတော့ဝိုင်းကိုတငယ်ချင်းတယောက်အနေနဲ့အချိန်ပေးလို့တငယ်ချင်းကိုကျေးဇူးတင်ပါတယ်နော်အမေဝိုင်းတငယ်ချင်းလေးကမျက်နှာလေးရှက်သွေးဖြာနေပါလားချစ်သူအကြောင်းများတွေးနေတာလားချစ်သူနဲ့ရောကောင်းကောင်းမွန်မွန်ဖြတ်တန်းခဲ့တယ်မလားသူနဲ့အတူတူအိမ်ပြန်ရင်းနဲ့ပင်ပင်မဲ့တနေ့တာလုံးကိုအကောင်းဆုံးဖြတ်တန်းခဲ့တဲ့အကြောင်းတွေကိုမျှဝေခဲ့တယ်မဟုတ်လားသူနဲ့လက်ချင်းတွဲပြီးလမ်းလျှောက်တဲ့အခါဝိုင်းတငယ်ချင်းလေးပြောနေမှအောင်မြင်နေသေးတယ်နော်သူ့ကိုဘယ်လောက်ချစ်တယ်ဆိုတာဝိုင်းရသိတာပေါ့ချစ်တဲ့အလျောက်ရောချစ်ချင်းမြတ်တာတွေကိုတတ်နိုင်သလောက်ပြသခဲ့သေးတယ်မဟုတ်လားနေ့ရက်တွေဆိုတာမသေးကြဘူးတငယ်ချင်းရဲ့မင်းကကံကောင်းလို့သာကိုချစ်သူနဲ့အတူတူအခုလိုရှိခွင့်ရတာချစ်ပေမဲ့လည်းအတူတူရှိခြင်းပေမဲ့လည်းအဲ့လိုမရှိနိုင်တဲ့သူတွေမှအများကြီးအဲ့တော့ချစ်ချင်းမြတ်တာကိုအရှိအတိုင်းချပြရမယ်သူချစ်ချင်းတွေကိုလည်းတန်မိုးထားပြီးလက်ခံရမယ်နော်ကဲအခုနားတော့မယ်ဆိုတဲ့အကြောင်းသူ့ကိုဘလောက်ချစ်တယ်ဆိုတဲ့အကြောင်းရှေ့ဆက်ပြီးတော့လဲနေ့ရက်တွေကိုချစ်ခင်ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းကြမယ်ဆိုတဲ့အကြောင်းတွေကိုလဲ message လေးပို့လိုက်အောင်လေသူပြန်ပို့တဲ့ချစ်ချင်းနဲ့ပြည့်နေတဲ့စာလေးတွေကိုလဲပြန်ဖတ်ရင်းနဲ့အိပ်ပျော်အောင်အိပ်ရမယ်နော်ရီပိုးချိုးတန့်စင်ပြီးရင်အရသာရှိတဲ့ညစာလေးကိုမိသားစုနဲ့အတူတူစားတနေ့တာလုံးကြုံသမျှတွေကိုသူတို့ကိုပြောပြအောင်နော်
အစားကောင်းကြိုက်တတ်တဲ့တငယ်ချင်းလေးကအမေချက်ထားတဲ့ဟင်းတွေကိုကြည့်ပြီးကိုကြိုက်တဲ့ဟင်းသာပါလို့ကတော့ပျော်နေမှလဲဝိုင်းရမြင်အောင်သေးတာကြိုက်တာတွေကိုအားရပါရစားလိုက်သူချက်တဲ့ဟင်းတွေကိုမင်းပျော်ပျော်ရွှင်ရွှင်နဲ့စားနေတာမြင်မင်းအမေလည်းပျော်ရှာမှာလေကဘာမှာမင်းပျော်နေတာနောက်မင်းဘာတွေကြုံနေရတယ်ဆိုတော့အသိကျဉ်ဆုံးနဲ့မင်းအတွက်အမြဲတမ်းရက်တည်ပေးမဲ့အကောင်းဆုံးအတိုင်းဝိုင်းကမင်းမိသားစုပဲလေအဖေကခက်တီတီနေနေတယ်ဆိုပြီးတော့လဲတမျိုးမထင်နဲ့အောင်စကားတွေသာအများကြီးမပြောတာသူကမင်းတို့အတွက်အမြဲတမ်းမေတ္တာအပြည့်နဲ့ရှိနေပေးခဲ့တဲ့သူလေမောင်နှမတွေကိုလည်းအချိန်ပေးလိုက်အောင်နော်သူတို့မှလည်းမင်းကိုပြောပြစရာအကြောင်းတွေရှိနေအောင်ပါသစိမ်းနေကြမှာတနေ့လုံးအကောင်းဆုံးဖြတ်သန်းပြီးတဲ့နောက်ကိုမိသားစုကြားမှာလည်းနှွေးနှွေးထွေးထွေးနဲ့ဆက်ပြီးတော့ဖြတ်သန်းအောင်နော်အားလုံးကိုထိုက်တင်တဲ့လောက်အချိန်ပေးပြီးသွားပြီဆိုရင်တော့အခုအချိန်ကကိုအချိန်ပေးရမယ်အလှည့်ပဲမင်းမျက်နှာပေါ်ကအပြုံးတွေဒီထက်ပိုပြီးရှေ့ကြနေအောင်ကမင်းမဲလုံနိုင်ပါလေကဲအခုကမင်းရဲ့ကိုယ်ပိုင်အချိန်ဖြစ်သွားပြီဆိုတော့ဒီအချိန်လေးကိုဘယ်လိုဖြတ်သန်းခြင်းလဲမပြီးသေးတဲ့ဖက်လက်ဆအစားအုပ်လေးကိုဆက်ဖတ်မလားဒါမှမဟုတ်ရင်နာမည်ကြီးနေတဲ့ဒရာမာကားလေးတကားလောက်ကြည့်မလားတချင်းအေးအေးလေးတွေနားထောင်ပြီးတော့အိပ်ရောင်မလားဒါမှမဟုတ်ရင်လက်ဖက်စိမ်းရည်နွေးနွေးလေးတစ်ခွက်လောက်တောက်ပြီးတော့ဘာမှမတွေးပဲနဲ့စိတ်ကိုအနာပေးမလားမနေ့ပြန်လုပ်ရမယ့်အလုပ်တွေကိုကြိုတွေးမထားနဲ့အောင်နော်မင်းကဘယ်အရာအတွက်မဆိုအစင်သင့်ရှိနေပြီးတော့အမြဲတမ်းတော်တဲ့တငယ်ချင်းလေးဆိုတော့ဘာရယုံကြည်ပြီးသားအခုကတော့အနားယူရမယ့်အချိန်လေးအဲ့တော့မင်းစိတ်ကြိုက်အနားယူအဲ့ဒါတွေအားလုံးပြီးသွားရင်တော့အရာအလုံးလွှတ်ချပြီးအိပ်ပျော်အောင်အိပ်ပါတော့တငယ်ချင်းရေဒီနေ့ကိုအကောင်းဆုံးဖြတ်သန်းနိုင်ခဲ့တယ်လို့ပဲနောက်နေ့တွေမှာလည်းမင်းအကောင်းဆုံးဖြတ်သန်းနိုင်အောင်မယ်လို့ဝိုင်းယုံကြည်တယ်နော် Good night ပါကောင်းသောညလေးဖြစ်ပါစေတငယ်ချင်းရေရှေ့ဆက်ပြီးတော့ကောင်းမွန်ပျော်ရွှင်ပြီးအောင်မြင်တဲ့နေ့ရက်သစ်လေးတွေကဝိုင်းတငယ်ချင်းလေးကိုစောင့်ကြိုနေပါစေလို့ဝိုင်းရဆုတောင်းလိုက်ပါတယ်ဝိုင်းတို့ပြန်တွေ့ကြမယ်နော်